သို့သောနောက်ကအာလုံးအနန္တ၅ပါးကိုရှစ်ခိုးပါ၏ဖျားအနန္တ၅ပါးရှစ်ခိုးပြီးတဲ့နောက်ဒီကနေ့ဘုန်းကြီးတို့ရန်ကုန်မြို့ကမာရွတ်လှိုင်မြို့နယ်ပေါ့ကိုးတွင်ကျောင်းတိုက်ဗုဒ္ဓသာသနာပြန့်ပွားရေးအသင်းကြီးကို1338ခုနှစ်ပြာသူလပြည့်ကျော်6ရက်1989ခုဇန်နဝါရီလ9ရက်တနင်္ဂနွေနေ့တွင်တနင်္ဂနွေနေ့တွင်ဖွဲ့စည်းတည်ထောင်ခဲ့ပါတယ်၎င်းအဖွဲ့ကြီးဖွဲ့ပြီးတဲ့နောက်ဘုန်းကြီးတို့ဗုဒ္ဓသာသနာပြန့်ပွားရေးအသင်းလို့ဆိုတော့ဗုဒ္ဓကဘုရားသာသနာဆိုတာတော့ပြိဿသိတယ်သိလောက်ပါသာသနာဆိုတာတချို့ကလေးတွေကဘုန်းကြီးတွေလည်းညှိုးထိုးပြတာမဟုတ်ဘူးဟဲ့ကလေးတို့မှတ်သွားကြလူကြီးတွေလည်းနောက်ကလေးတွေကမေးလိုက်မယ်သာသနာဆိုတာဘာလဲသိတဲ့လူကြီးတွေများကြပါတယ်ဒီထဲမှာသာသနာဆိုတဲ့ပါဠိကထွက်လာတယ်သာသနာဆိုတာပါဠိမြန်မာလူပြန်တော့အဆုံးအမဒါကြောင့်သာသနာပါဠိကထွက်လာတဲ့သာသနာမှုသာသနာဆိုတာဘာလဲမေးရင်အဆုံးအမပါဗျာပိဋကကြီးသာသနာဆိုတာဘာတော့ဘု து အဆုံးအမလဲဗုဒ္ဓရဲ့အဆုံးအမဘု து အဆုံးအမဗုဒ္ဓဆိုတာဘာပါလိမ့်ဘုရားဘာဖြစ်လို့ဘုရားခေါ်ပါလဲမဲလိုက်မဲ့နောက်ကလေးတွေကရောပါကြီးဟာကောဘာတော့ဟာနေပါဦးမြဖယားပြောနေတယ်ဘာဖြစ်လို့ဖယားပြောတာဘာဖြစ်လို့ဖယားခေါ်ရှားရှိတဲ့ကောင်လေးကွာမင်းဖယားပါဆိုတို့ဒီဖယားပေါ့ဟာဦးတီးဦးကြောင့်နဲ့ကလေးမျက်စိလဲဖယားကြောင့်ပြောမလို့ဘုဇတိတိဘုဒ္ဓတိတက်လို့ဖယားခေါ်ပါတယ်ဗျာမြန်မာလူဘာဖြစ်လို့ဖယားခေါ်ပါလဲဘာတွေသိသစ္စာ၄ပါးကိုသိဘာတွေသိသလဲသစ္စာ၄ပါးကိုသိသစ္စာ၄ပါးကဘယ်သူတွေလဲဒုက္ခသစ္စာသမုဒယသစ္စာនិရောဓသစ္စာမဂ္ဂသစ္စာဒုက္ခဆင်းရဲတဲ့သစ္စာကအမှန်တရားဒုက္ခသစ္စာမြန်မာလူပြောတော့ဆင်းရဲတဲ့အမှန်တရားဘာတွေတော့ဒုက္ခသစ္စာဆိုတာသမုဒယသစ္စာသမုဒယဆိုတာကတရားကိုကောက်တော့လောဘရလောဘမြန်မာလူပြန်တော့လုပတိတိလောဘလိုခြင်းတယ်ဒါကြောင့်သမုဒယသစ္စာဆိုတာလိုခြင်းတာအမှန်ပါဗျာသမုဒယသစ္စာဆိုတာဘာလဲမဂ္ဂသစ္စာဆိုတာကလမ်းပြောင်းလမ်းမှန်ပါဗျာမဂ္ဂသစ္စာဆိုတာဘာမဂ္ဂဆိုတာခရီးလမ်းဟောတဲ့သစ္စာဆိုတာအမှန်និရောဓသစ္စာនិရောဓကချုပ်သစ္စာကအမှန်និရောဓသစ္စာဆိုတာဘာလဲမေးရင်ချုပ်ငြိမ်းရာအမှန်ပါဗျာនិရောဓသစ္စာဆိုတာဘာလဲဒါဖြင့်တရားနာပရိသတ်ကြီးခမားတို့ကျွတ်တို့ရလာတဲ့ခန္ဓာ၅ပါးသည်ဆင်းရဲဖို့ရတာလားချမ်းသာဖို့ရတာဒါဖြင့်ဒီခန္ဓာကြီးဒုက္ခသစ္စာခေါ်မလား
ဘာသစ္စာခေါ်မလို့ဆင်းရဲဘူးလားဒီခန္ဓာကြီးကြဆင်းရဲတယ်လို့ထင်ရလားနားထောင်လို့တော့ကောင်းပါနော်ပါဇက်ကထင်တယ်ပြောတော့ထင်တယ်ဟောတော့ထင်တယ်နာတာတော့ထင်တယ်စာကြည့်တော့ထင်တယ်ပြီးတော့အဲ့ဒီထင်ကပျောက်သွားဆင်းရဲတယ်လို့ဘယ်ချိန်ကြက်ထင်တော့ဆိုတော့ဆင်းရဲတဲ့သာဝတ်နေရခက်ခဲတဲ့အချိန်ခါမှာထင်တတ်ချမ်းသာလာတဲ့အချိန်ကြတော့ဘာချမ်းသာတာတို့စားဖို့ရမပူရဘူးဝိဖို့ရမပူရဘူးအိပ်ဖို့ရမပူရဘူးနေဖို့ရမပူရဘူးအဲ့ဒီလိုဖြစ်လာတဲ့အချိန်ကြတော့ဒီဒုက္ခသစ္စာကိုဆင်းရဲတဲ့တရားလို့မြင်နိုင်တဲ့ဉာဏ်ကပျောက်သွားပြန်မှန်လားဘုန်းကြီးပြောတယ်ဒါဖြင့်ဒီဒုက္ခသစ္စာခန္ဓာကိုယ်ကောင်ကြီးရလာတဲ့ခင်ဗျားတို့ကျွတ်တို့ဆင်းရဲတဲ့တတ္တဝါတွေဟာဒီဆင်းရဲဒုက္ခဘယ်သူကြောင့်ရလာတာလဲလို့အကြောင်းရှာတော့သမုဒယသစ္စာလိုချင်မှုကြောင့်ရခင်ဗျားတို့ကျွတ်တို့လိုချင်တဲ့လောဘခေါ်တဲ့သမုဒယသစ္စာကြောင့်ဆင်းရဲတဲ့တရားတွေရလာတယ်လိုချင်မှုခင်ဗျားတို့ကင်းမလားမကင်းသေးဘူးလားဒါဖြင့်ရှင်ဘုရားကောဆိုတော့ကျွတ်တော့ခင်ဗျားတို့တွေပို့လိုက်မယ်ထင်တယ်ဘုန်းကြီးလောဘဒရင်စွန်းနဲ့အမျှတယ်ခင်ဗျားတို့ကနာမည်ပေးတယ်နဲမောင်ခင်ဗျားတို့တွေပို့လိုက်မယ်ဒီတော့ကောင်းပြီအဲ့ဒီကဲ့သို့ခင်ဗျားတို့ကျွတ်တို့လိုချင်တဲ့လောဘရှိနေလို့လောဘဒီဟူသောသမုဒယအကြောင်းသစ္စာကြောင့်ဆင်းရဲဒီဟူသောဒုက္ခအကျိုးသစ္စာကြီးကိုရလာတယ်ဘုရားကိုယ်တော်မြတ်သည်ဆင်းရဲတာလည်းသိတယ်ဆင်းရဲတဲ့အကြောင်းတရားဖြစ်တဲ့သမုဒယသစ္စာလည်းသိထိုဒုက္ခသမုဒယတို့ရဲ့ချုပ်ရချုပ်တောင်းလမ်းကောင်းတစ်ခွဲဖြစ်တဲ့သမ္မာဒိဋ္ဌိအစသမ္မာသမာဓိအစုံမဲ့ခင်ရှိသွဲလမ်းကောင်းလမ်းမွန်လည်းသိတော်မူလို့ဒီဒုက္ခသမုဒယတွေချုပ်ချင်တော်မူလို့လမ်းကောင်းလမ်းမွန်မက်ကသစ္စာတရားထိုလမ်းမှန်ကြီးကိုဘုရားကိုယ်တော်မြတ်လိုက်ခဲ့လို့និရောဓသစ္စာတဲ့မျက်မှောက်ပြုတယ်ဘုရားကိုယ်တော်မြတ်ကြီးခြုံငိမ့်သွားတယ်ဒုက္ခတွေမခြုံငိမ့်ဘူးလားဒုက္ခဖြစ်เสียဖြစ်တဲ့သမုဒယလည်းခြုံငိမ့်မသွားဘူးလားဒါတော့အဲ့ဒီသစ္စာ၄ပါးကိုသိတတ်လို့ဘုရားခေါ်တယ်ဒီလိုဆိုရင်ဟဲ့သစ္စာ၄ပါးကိုသိတန်းတာဘုရားဆိုရင်တို့လည်းသိတယ်ကွာလို့ဘုရားတွေမှုပေါက်လာမှာဆိုရဒုက္ခသစ္စာဆင်းရဲတဲ့တရားတွေတို့သိတာပေါ့ကွာသမုဒယသစ္စာလည်းသိတယ်និရောဓသစ္စာလည်းသိတယ်မဂ္ဂသစ္စာလည်းသိဒီသစ္စာ၄ပါးသိလို့သာဘုရားဆိုရင်ငါလည်းဘုရားကွာဟေးတို့လည်းဘုရားကွာဟောဘုရားတွေမှုပေါက်လာမှာဆိုရတယ်မှုမပေါက်အောင်ဝိသေသနမှာပုဂ္ဂလေးကသဗ္ဗဓမေဘုဇ္ဇတိတိဘုဒ္ဓောတော်ယုံလျော်ယုံသိတဲ့ဘုရားမဟုတ်ပါဘူးတဲ့အလုံးစုံသောတရားတွေကိုအကျွင်းအကြံမရှိကုံစင်အောင်ကမ်းကုန်လန်းကုန်သိတော်မူတဲ့မြတ်စွာဘုရားယေသာကြီးတို့ဘုရားကတော်ယုံလျော်ယုံသိတာလားကမ်းကုန်လန်းကုန်သိတာအဲ့ဒီကမ်းကုန်လန်းကုန်သိတော်မူတဲ့မြတ်စွာဘုရားရဲ့အဆုံးအမကိုသာသနာခေါ်တယ်အဲ့ဒီဘုရားအဆုံးအမစကားတော်တွေတရားတော်တွေပျောက်ပြက်မသွားအောင်ပြန့်ပွားပါစေလို့ဆိုပြီးတော့ဗုဒ္ဓသာသနာပြန့်ပွားရေးအသင်းကြီးလို့ဖွဲ့လိုက်မနာခြင်းရင်သာရှိရမယ်တရားပွဲကျင့်ပတဲ့ပုဂ္ဂိုလ်တွေကတရားပွဲကြီးတွေကျင့်ပပေးတယ်စီစီကားကားကြီးနဲ့ကျိုးစားပြီးတော့နာကြစမ်းပါဘယ်ဆရာတော်ဟောဘုန်းကြီးတို့တရားကတော့အပြင်းပြေတရားလို့မှတ်ပါဘာဖြစ်လို့တော့နိုင်ငံကျော်တတ်ထားပေမဲ့ကျုပ်ကဘလုံးစုပ်ထွေးကြော်ကိုတောင်ရောက်မြောက်ရောက်လို့အောင်းမိပါရောက်လဲရောက်တာပဲကိုတကယ်အစီအနှစ်ပြည့်ပြည့်ဝဝနဲ့ဟောကြားတော်မူတဲ့အိန္ဒိယရှိရှိဆရာတော်တွေရဲ့တရားကိုကြိုးစားနာပြီးတော့ကြိုးစားလဲမှတ်ကြအောင်ရည်ရတာလောက်နဲ့အပြင်းပြေတာလောက်နဲ့တချင်းနားထောင်ရတာလောက်နဲ့ငိုချင်းလေးနှစ်သက်တာလောက်နဲ့လေအချိန်ကုန်မနေကြနဲ့ဓမ္မကတိကတဲ့ကျုပ်က
အောက်ပိတ်ဆုံးဓမ္မဂတိကလှေကထစ်ခင်ဗျားတို့ကိုလှေကားတက်ပေးတဲ့ဘုန်းကြီးဘေးသားကြီးအိမ်တအိမ်နှစ်ထပ်အိမ်ဆောက်တဲ့အချိန်ခါမှာလှေကားမပါဘဲနဲ့အပေါ်ရက်တက်လို့ရပါဘယ်ကနင်းတက်ရနင်းတက်ပြီးအပေါ်ရက်မသွားဘူးလားအပေါ်ရက်တက်ချင်တော့နင်းပြီးလှေကားကြီးခင်ဗျားတို့ပြစ်ထားပြီးအပေါ်ရက်ပဲတက်သွားတာပါအောက်ပြန်ဆင်းကျင်တော့ကောဘယ်ပေါ်ကနင်းဆင်းရလှေကားပေါ်ကနင်းဆင်းပြီးတော့အောက်ကိုလိုချင်တဲ့ဌာနသွားတာပါလှေကားဆိုတာနင်းတက်ယုံလေးပဲပြိဿအထက်တက်ချင်တဲ့နင်းတက်သွားအောက်ထပ်ဆင်းကျင်တဲ့နင်းဆင်းသွားကျုပ်ကအဲ့ဒီလှေကားခင်ဗျားတို့လှေကားတက်ပြီးတကယ်ဝိပဿနာအဆင့်မြင့်နဲ့တကယ်မက်ပေါက်ဖို့ဝင်တရားတွေကိုနာခြင်းစိတ်ကလေးတွေပေါ်လာအောင်တရားနာတတ်တဲ့နာကလေးတွေဖြစ်လာအောင်ဆွဲခေါ်ရဉာဏ်ဒီကံတရားပွဲကလေးတွေအိမ်ဆောင်ထားလို့မရဒီဘုန်းကြီးတရားနာရတာမဆိုးဘူးကွာကြီးစရာလေးတွေလည်းပါတယ်ပြင်းဘူးကွာမမင်းတစ်ခါသချင်းလေးရဆိုလိုက်သေးဗျာအနောက်ပိုင်းငိုချင်းချတော့မင်းငါမျက်ရည်ကိုဝိုင်းလာတာဗျာလာခြင်းအောင်ဆွဲခေါ်ရသာမတတ်တဲ့မိမတွေတုတ်တရားနာလို့ရလူပြိန်းတွေတုတ်တရားနာလို့ရဘာသာမရွေးဘူးတချို့ကလမကြီးတွေဟောဒီနားမှာအကွင်းကြီးတွေတွဲလောင်းကြီးတွေပါတယ်တုတ်တရားပွဲသုံးအောင်နာတာတုတ်တရားပွဲကနောက်ပေါက်ဖော်ကြီးတွေဆိုတာတလုတ်ကြီးတွေတရုတ်ကြီးတွေတုတ်ကတရုတ်ဘုန်းကြီးတရုတ်တွေနဲ့ကျုပ်နဲ့ကအမတန်အဆက်တဲ့ဘယ်ရောက်ကျုပ်တရားပွဲမှာတရုတ်တွေများစွာလှူတယ်မြင်းညာတော့ကဥကိစံဆိုတဲ့တရုတ်အစ်စ်ကြီးအရက်တောက်တယ်ယူထားတာဗမာမညွန့်နဲ့ဗမာမယူထားပြီးတော့အရက်တွေတောက်နောက်ကျုပ်တရားအင်္ဂုလိမာလဇတ်ထုတ်ကြည့်သူ10ချိန်လောက်နားထောင်တာတောင်သဘောမပေါက်နားထောင်ဟုတ်10ချိန်လောက်နားထောင်တာသဘောမပေါက်တော့ခဏသူမိမကိုမေးတယ်သူမိမကဘာသာပြန်ပြအဲ့ဒါအတော်လေးသဘောပေါက်သွားတယ်လက်ညှိုးတွေထောင်ပေါင်းများစွာဖြတ်ပြီးတော့လူတွေတတ်တဲ့အင်္ဂုလိမာလတောင်ကျွတ်တန်းဝင်သေးရင်ကိစံနဲ့မင်းအရက်တောက်တာဘာလို့မဖြတ်နိုင်ရမှာလို့နိုင်ရှင်ချက်ကလေးသူအတုယူလားအတုယူပြီးတော့ကျုပ်တရားတိတ်ခွေတွေအများကြီးဝင်နောက်ကျုပ်ကိုသာသနာပိတ်မှန်တခန်းတွက်900ကြက်ကြီးအိမ်ပင့်ရေသက်ချလူဆုံးကတ်ဘုန်းကြီးဘာဟင်းနဲ့စားမလဲတဲ့သူကငမန်းတောင်ဟင်းကျူချက်ထားတာတစ်ခွက်ထဲ90ကိုကျုပ်ကလည်းကျုပ်ကြိုက်တာကျုပ်ပြောလိုက်တယ်မလွတ်အောင်ရှင်ရဟင်းကောင်းနဲ့ငရုတ်သီးမီးကင်ပြီးထောင်းစီနိုင်ဆန်းပါလို့ကောင်းတဲ့ဟင်းတွေလည်းတစ်ခွက်မှမကြံစီနဲ့လို့နှစ်ဖက်ရပြောရတော့ငရုတ်သီးတောင်းနဲ့ချင်မောင်ဟင်းကြီးလှုပ်ထားတော့ငရုတ်သီးတောင်းနဲ့ချင်မောင်ဟင်းကြီးလှုပ်ထားဘယ်နဲ့လှုပ်ဒီတော့ကဘုန်းကြီးတို့ကအဲ့ဒီချင်မောင်ဟင်းအပြောမှားလို့ငါးပါးမှောက်ရောထွက်ပြေးရကျောင်းမကြီးတော်မွေးအောင်ကျောင်းရောက်သွားတယ်ကျောင်းမကြီးကျောင်းကလည်းဘုန်းကြီးမမြဲဘူးဘုန်းကြီးမမြဲတော့ဒကမကြီးတဲ့ကျုပ်ကတော့ချင်မောင်ဟင်းစားရပြီးတာပေါ့စကားကလွန်ထားတယ်နှုတ်မရချင်မောင်ဟင်းကြီးကတ်တော့ဘုန်းကြီးကြာတော့ပါဇက်ထဲခေါင်းလျှော်ရည်ဆိုနန်းလာချင်မောင်ရွက်ကလည်းပုတ်ကြီးနဲ့တည်ထားတဲ့ကျောင်းမကြီးကအဲ့ဒါပုတ်ကြီးနဲ့တည်ထားတဲ့ကျောင်းမကြီးကျောင်းနောက်ကျောင်းမကြီးအိမ်မီးလောင်ရောမီးလောင်တော့ဘုန်းကြီးဖျကိုရင်လေးတစ်ပါးကကျောင်းမကြီးတော်မွေးအောင်အိမ်မီးလောင်တာကုန်ပြီဖျဟေးဒုက္ခပါပဲကွာဟာနေသားမဟုတ်ချင်မောင်ပုတ်ကြီးမြောင်းပါသွားသေးတယ်ချင်မောင်ပုတ်ကြီးလည်းပါသွားတဲ့ဗျကျောင်းအမကြီးအိမ်မီးလောင်လို့တော့ဝမ်းနေတာပေါ့ချင်မောင်ပုတ်ပါလို့ဝမ်းသာသူကနှစ်ဖက်ရဖြစ်ဝမ်းနေရမှလားဝမ်းသာရမှလားမိသိန်းကြီးဆိုသလိုဇကားခါကြရုပ်ရှင်ဇကားတွေလည်းပေါ်တဲ့နာမ
နောက်เจ้าမကြီးเจ้าရောက်လာဒကမကြီးเจ้าမီးလောင်နေဆိုတမဗျာဒကမကြီးအိမ်မီးလောင်နေဆိုပဲနဲ့เจ้าလို့ညတို့လည်းရနာထောင်းတာဒကမကြီးအိမ်မီးလောင်နေဆိုတမလောင်နေဗျာကုန်လောင်လာဒကမကြီးတမအကုန်လောင်တာဗျာဟိုချင်းမောင်ပုတ်ကြီးပါသွားပြီเจ้าမကြီးကရှောက်တယ်ဗျာတဲ့ချင်းမောင်ပုတ်လည်းပါသွားတာပေါ့တဲ့ဒါပေသည်ချင်းမောင်ပုတ်ပါသွားလို့အရှင်ဘုရားစိတ်မငယ်ပါနဲ့တဲ့အရှင်ဘုရားအတွက်ချင်းမောင်ခင်းတစ်ခင်းလုံးရှိပါလေပြီးရောမဖြစ်ဘူးဟာဆိုပြီးဘုန်းကြီးလစ်တော့တာလစ်ပြီးတော့လူကြုံမှားလိုက်ချင်းမောင်ခင်းတုံးရင်ပြန်ခဲ့မယ်အကြောင်းပေါ့ခရီးကြုံငွေအောင်ကိုပြောလိုက်ပါရွှေချင်းမောင်တုံးကမကမောင်ဖုံးပြန်ခဲ့မယ်ချင်းမောင်ခင်းကြီးတုံးရင်တော့ပြန်ခဲ့မယ်ဒါကြောင့်ကျုပ်ကတရုတ်ကြီးဥပိ္ပံကိုချင်းမောင်ခင်းရောငရုတ်ပြီးတောင်ရောကောင်းတာလဲတစ်ခွက်မှမကြံစီနဲ့ဆိုတော့ကျုပ်ကတော့မလွတ်အောင်ပြောရတရုတ်ကနည်းနည်းစိတ်ဆိုးသွားစိတ်ဆိုးရောပေါ့ဟင်းကောင်းကောင်းချက်ထားတာချင်းမောင်ဟင်းငရုတ်ပြီးတောင်ဆိုတော့လှောင်ရမလားလို့သူလိုလဲသိမပြောတတ်ဘူးတရုတ်ကရှာအလုံးလုံးရှာပြုတ်ကြမှာဆိုရဟောကြီးအားကြီးမကောင်းဘူးလားတဲ့တရုတ်ငမတော့ဟင်းကြိုချက်ထားတယ်လို့ခွက်ထဲငါးရှက်ပေးရတယ်လို့လေငါးရှက်တယ်ရာတော့ကျုပ်မျက်စိလဲလားမကောင်းတာတွေပူတာစက်တာတွေအားကြီးစားခြင်းနဲ့လောတယ်အကောင်လုံးပိုးကောင်လည်းမလောတယ်ကျုပ်ကပြောရင်ဘိုက်နေရီတော့ပိုးသိပ်ဆိုးတော့တရုတ်ကြီးပိုးမပီတော့မပီလေရီလေစိတ်ဆိုးလေမပီလေဖြစ်ကုန်နောက်တော့မှသူ့မိန်းမကပြောတယ်မဟုတ်ဘူးတဲ့ဘုန်းကြီးကအေးရေးပြက်လို့ချင်းရည်ဟင်းကောင်းချက်ကောင်းတာတွေလည်းတစ်ခွက်မှမကြံစီနဲ့လို့ပြောတာတဲ့အဲ့ဒီကြောင့်တရုတ်ကြီးစိတ်ကြည်နဲ့ဒါကြောင့်ကျုပ်တရားကလေတရုတ်အစ်စ်ကြီးတွေလည်းတရားနာကလားတွေလည်းတရားဝဲကိုရောက်ရှမ်းကချင်ကရင်အစုံရောက်ခရစ်ယာန်တွေတရားဝဲလာနာ30မှာပြည့်တဲ့တရုတ်2ယောက်ခရစ်ယာန်1ယောက်ဟော3ယောက်ပေါင်းပြည့်တဲ့တရားဝဲ3ယောက်ဒီလိုတရားနာကြတယ်ဒါကြောင့်ကျုပ်တရားကလူပေါင်းစုံအကုန်ပြုံဆွဲရတဲ့တရားမှုနိုင်ငံကျော်ဆိုတော်လည်းပဲဘလုံးရှုပ်ထွေးကြော်မြို့ဒါပေမဲ့ကျုပ်တက်ပေးတဲ့လှေကားလေးနဲ့တက်ကြပါအထက်ခမ်းမြင့်တရားတွေကိုနာလိုတဲ့ပုဂ္ဂိုလ်များကျုပ်တက်ပေးတဲ့လှေကားလေးကျုပ်ကိုလှေကားတစ်ဖွဲအောင်မေ့ပြီးကျုပ်အပေါ်ကနင်းတက်သွားကြလှေကားဆိုတာနင်းယုံနင်းတာပါခမည်းတော်အထက်တက်သွားတော့လေကျုပ်ထားပြခဲ့မှာပါတပြေလုံးကြံဒီကံသချင်းဆိုတယ်ကြံဒီကံတရားနာထောင်လိုက်ငိုချင်းချနေတာပါကွာလို့ကျုပ်အပေါ်တောင်းတင်းနေတော့လေဒီစကားသားနေများကြားလာတော့တို့အစကတော့အပြင်းပြေလို့သချင်းဆိုတာအဟုတ်မှတ်ပြီးသွားနားထောင်တာဟန်တော့ဘူးဟေးနည်းနည်းလေးနားရှက်လာပါဟာဝိပဿနာလိုင်းပြောင်းမှဟာဆိုပြီးတော့ကျုပ်လေကားမှုနင်းယုံနင်းပြီးတော့ပြစ်ထားပြီးအထက်တက်သွားကြပါဗျာလို့ဒီလိုပဲတိုက်တွန်းရဒါကြောင့်တရားနာပိဋကလှေကထစ်ပါဓမ္မကတိကတဲ့အောက်ပိတ်ဆုံးလူများလူစည်းနေတယ်ဆိုတာကောင်းလို့မထင်နဲ့နားလေလို့နော်ဒါကြောင့်နားလေအောင်ပဲကျုပ်ဟောရပါလိမ့်မယ်လို့သဘောပေါက်ရလားဘုန်းကြီးပြောတာဟဲ့နားလေအောင်ကြိုးစားပြီးတော့သာနာကြပါလို့ဘုန်းကြီးတိုက်တွန်းရပါပြီဒီတော့အခုဘုန်းကြီးပြောနေတဲ့သာသနာကိုပြောနေဘုရားအဆုံးမအဲ့ဒီသာသနာကိုနည်းနည်းလေးပြန်ဆက်နားလေအောင်သဗ္ဗပပတ္တအကရဏံကုသလသုပသံပရာသစိတ်တပရိယောဓဗနာဧတံဗုဒ္ဓနာသာသနာပါဠိမြန်မာလိုပြောသဗ္ဗပပတ္တအကရဏံပါဠိမြန်မာလိုပြောတော့မကောင်းတာတွေမလုပ်ပါနဲ့ရှင်းလေးမှတ်ခဲ့လက်တစ်ချောင်းချိုးထားကုသလသုပသံပရာပါဠိမြန်မာလိုပြောတော့ကောင်းတာတွေကိုလုပ်ပါပြည့်စုံပါစေပေါ့သစိတ်တပရိယောဓဗနံ
မိမိစိတ်ကိုစင်ကြင်အောင်ထားပါသုံးခုကဲဆိုကြည်သားနောက်ကလက်ချိုးပြီးတော့မကောင်းတာတွေကိုမလုပ်ပါနဲ့ကောင်းတာတွေကိုလုပ်ပါမိမိစိတ်ကိုစင်ကြင်အောင်ထားပါဘယ်နှခုလဲပြန်ပြောကြည့်စမ်းပါဘယ်နှပါတော့အဲ့ဒါဖျားဆုံးမတဲ့အကျဉ်းချုပ်သာသနာလို့မှတ်သွားစမ်းဖျားတဆူတဲ့ဟောတဲ့အကျဉ်းချုပ်သာသနာလားမဟုတ်ဘူးဧတံဗုဒ္ဓနာသာသနာခင်းကဝါလို့သဲစုမကပွင့်တော်မူတဲ့ဖျားရှင်ကိုရောမြတ်တိုင်းဆုံးမသွားတဲ့အဆုံးအမပါတဲ့၃ပါးဘယ်နှပါတော့ပြန်ပြောကြည့်စမ်းပါမမိဗလားဒါကိုကျွတ်တို့ကရိုးရိုးဟောသွားမယ်ပေါ့အဘပပတအကရဏဆိုတာမကောင်းတဲ့အလုပ်တွေကိုရှောင်ကျဉ်ညာကုသလသုဖသံဗရာဆိုတာကကုသိုလ်တရားတွေနဲ့ပြည့်စုံရမယ်စိတ်ဓာပရိယောဓပနဆိုတာမိမိစိတ်ကလေးကိုစင်ကြယ်အောင်ထားကြပရိသတ်ကြီးမှတ်သွားကြခမရတို့ပြန်မမေးပဲနဲ့ဒီတိုင်းဟောသွားသူတန်နာပါလို့တော့ကြားလိုက်ရပါရဲ့နာဥပလက်ခိတံအိမ်ရောက်အောင်မှတ်မိမလားဆိုတော့တရားပွဲတဲ့ရင်ပြောင်းရောတရားပွဲတဲ့ရင်ဂုံရောအဲ့ဒီလိုဂုံသွားမှာကိုအကုန်မခံရင်လို့ကြံဒီကံတရားပွဲရောက်လာရင်တပွဲဆိုသလောက်ယူမသွားတာတော့ခမရတို့ရဲ့အပြစ်ပဲကျုပ်ကတော့အိမ်ပါအောင်ထည့်ပေးလိုက်ပြီခင်းငါဝါလူသဲစုမကပွင့်တော်မူတဲ့ဘုရားရှင်ကိုတော်မြတ်တိုင်းဆုံးမတော်မူတဲ့သာသနာဆိုတာမကောင်းတာတွေမလုပ်ပါနဲ့ကောင်းတာတွေလုပ်ပါမိမိစိတ်စင်ကြင်အောင်ထားပါလောက်ဘူးလားအိမ်ထီအောင်ပါဆိုမှတ်လဲမှတ်သွားရတယ်လမ်းသွားရင်လည်းတရားပွဲကပြန်ရင်လည်းတယောက်နဲ့တယောက်ပြောသွားရတယ်ဘုန်းကြီးဟောတဲ့ဘုရားရှင်ကိုတော်မြတ်တိုင်းဆုံးမတဲ့သာသနာက၃ခုဘယ်သူလဲဟေ့တယောက်နဲ့တယောက်မဲမကောင်းတာတွေမလုပ်ပါနဲ့ကောင်းတာတွေလုပ်ပါမိမိစိတ်စင်ကြင်အောင်ထားပါတဲ့တယောက်နဲ့တယောက်ပြောသွားရင်မေ့ပါကောင်းတဲ့အတန်လေးတွေထွက်တော့လဲခမည်းတော်ဟန်ကလေးတွေမကောင်းဘူးလားပြိဿဩတရားပွဲကပြန်လာကြတာဟဲ့ဟောတဲ့တရားတွေကိုပြန်ပြီးတယောက်နဲ့တယောက်ဆွေးနွေးသွားကြတယ်မေးမြန်းသွားကြတယ်ဖြေသွားကြတယ်တရားပွဲကပြန်လာတာဟဲ့ဒုမနာနိုင်ပေမဲ့သူတို့တရားပွဲသွားကြတယ်သာဓုခေါ်ဘူးလားသာဓုတရားသံထွက်လို့လားရုပ်ရှင်သံထွက်လို့တရားပွဲကလည်းပြန်သေးရဲ့ခင်သန်းလူကြီးကဇကားချက်မရိုက်တော့ဝင်းဦးကြီးဘာဇကားအစ်စ်ထွက်တွန်တေးကြီးကလည်းဇက်ထဲလိုက်နေဆိုချစ်တဲ့ဘယ်နဲ့နေသလားဘယ်သူနဲ့လားမသိပါဘူးတော့ဟေးမတော်ကတရားပွဲကပြန်ပြီးအဲ့ဓာတွေပြောသွားမယ်ဆိုရင်ကိုကဟန်ပြက်သည့်အတွက်ပိဋကကြီးဘေးလူတွေဘေးအိမ်တွေကကြားရင်သာဓုခေါ်ပါဘယ်ခေါ်လိုက်နုတရားပွဲကပြန်လာတော့ရုပ်ရှင်ကပြန်လာကြတယ်ကိုဟန်မကောင်းလို့ဒါကြောင့်အတန်ကောင်းမှဟန်ကောင်းတဲ့ဟန်ကိုဖို့တဲ့ဟန်မသူ့ကိုတော့ပိဋကကြီးမှန်ကြတော့မှန်ကသူများဖို့ထားလိုက်ဟန်ကကိုအတွက်ဟန်ကောင်းမှပြောရအောင်ဟောဒီဟန်အကြောင်းလေးချက်လားဟန်ကိုဖို့ဆိုတာလေးနည်းနည်းလေးသဘောပေါက်အောင်ရှေ့တုန်းကကျွတ်တို့မြစ်စိတ်အနီးမှာရွာတရွာရှိရဲ့ပြိဿကလေးမလေးတယောက်ကလည်းမိမ့်မပြူအရွယ်လေးလူပြူစားတာခံရရှာတော့အဝတ်မကပ်ဘူးထမိန်အင်ကြီးမကပ်ဖဲနဲ့ဒုက္ခရောက်နေတဲ့မိမ့်မပြူလေးခြံထဲထားပြီးတော့မိဘများကထိတ်တုံးခတ်ထားရဒီအရွယ်လေးအဝတ်မပါဘဲနဲ့အပြင်ထွက်သွားစောကားသူပေါ်မယ်နှိမ့်ဆက်သူပေါ်မယ်ဒုက္ခများရှာရောက်မယ်ဆိုပြီးတော့မခတ်ချင်ဘဲနဲ့ထိတ်တုံးခတ်ထားရတနေ့က၌ကြတော့တရားနာပရိသတ်ကြီးလေရိုးသားနှစ်ယောက်ကလည်းလေကြီးနဲ့မြစ်စိတ်ရောက်လာ
ငွေကလည်းအသုံးဆွဲကပြတ်မိမကြီးကလည်းဆံမင်းလေးဖာရချလို့ဒုက္ခပါပဲတော့ငါသမီးလေးဒီဘဝအညွန့်ကျိုးပါပြီအမလေးညီမချင်းမစနာသမီးချင်းမစနာလုပ်ရကြပါပဲရဲ့သမီးရဲ့ဒီယောဂါကြီးပြောက်အောင်မင်းငွေကုန်ခံပြီးတော့ကုပဲမလို့ဆရာကြီးများစွာနဲ့ကုပဲမလို့ငါသမီးကြီးမပြောက်ပါလားနဲ့မျက်ရည်ပေါင်းကြပြီးငိုတန်ကြတော့လှေပေါ်ကလူတစ်ယောက်ကတော်ဘာလို့မောင်လဲတော်ဘာပြုလို့ငိုတာလဲခင်ဗျငါသမီးလေးကွယ်လူပြူစားထားလို့အဝတ်မကဘူးကခြံထဲထိတ်တုံးခတ်ထားရတော်ကျွန်တော်ကုမယ်ပြီးတော့တန်ငယ်ချင်းကလက်ကုပ်ပြီးတော့ဟဲ့ကောင်နေပါအောင်ကွာမင်းကဘာပညာတတ်လို့ကုတာနေသမားကွာမင်းဟန်ကုဝေသုံးပြတ်နေတာမင်းတာနေသမားဟန်ရေးကြီးတော်ကျွန်တော်ကုမယ်ခင်ဗျမောင်ရင်ရဲ့တဲ့ဖြစ်ပါမလားတဲ့ဆရာကြီးစုံနှပါပြီငွေလဲကုန်နှပါပြီကွယ်တင်မယ်တော့မပြောင်းရင်တပြားမှမပေးနဲ့ပြောင်းမှပေးကျွန်တော်စကားကတော်နားထောင်ကဲပြောပါမောင်ရင်တော်ဟိုပြန်ရောက်သွားလို့ရှိရင်ရွာထဲကိုကြီးညာလိုက်နောက်ကဆရာလာလိုက်မယ်ဒီကနေ့ပညာပဲနဲ့ဆရာနဲ့အပြိုင်တဲ့ဆိုတာရွာထဲကြီးညာလိုက်ကြီးညာပြီးတော့တော်တို့ရွာထဲကလူတွေအကုန်လုံးဆန်းလောက်အောင်ခြံကြီးတစ်ခြံခတ်နိုင်မှာမလားပတ်ဆံရှိပါတယ်ကွယ်တဲ့တို့ရွာထဲတော့တို့တစ်သေးပါပဲငါကုန်လုံးတတ်နိုင်ပါတယ်ကဲဒါဖြင့်တော်အဲ့ဒီတိုင်းကစီမံထားလိုက်ကျွန်တော်လာခဲ့တော်သမီးကိုအဲ့ဒီထဲထားပါဝင်ပေါက်ထွက်ပေါက်ဟာနှစ်ပေါက်မထားနဲ့တစ်ပေါက်ထဲထားတော့ကောင်းပါပြီမောင်ရင်တော်ကျွန်တော်မှားလိုက်မပြောင်းရင်တပြားမှမပေးနဲ့နော်ကောင်းပါပြီကဲတော်ပြန်တော့ကျွန်တော်တို့လာခဲ့တငယ်ချင်းကလက်ကုပ်ပြီးတော့ဟေးကောင်နေမင်းဘာတတ်လို့ဒါနေသားမှာကွာဟန်ကိုမင်းငွေသုံးပြတ်နေပါတယ်ဆိုမှမင်းကွာပြေးပေါက်မှားနေပါဦးမင်းတော်ကြကြမှာမင်းငါအကြောင်းသိလိမ့်ဆေးလုံးအောင်မယ်ဆိုပြီးဆေးလုံးကလည်းထူးထူးဆန်းဆန်းမဟုတ်ပါဘူးပါလာတဲ့အုံဒီကဲလေးတွေအမှုန့်ကျိတ်ပြီးတော့ရစ်စိတ်ကရွှွန့်နေတဲ့ကောက်လုံးတာအနူကြီးသုံးလုံးဆေးလုံးကသေးသေးပဲကျွတ်လက်သီးစုပ်လောက်ရှိသူများဆေးကောင်းတော့တန်းကောင်းတယ်သူကလက်သီးစုပ်လောက်အဲ့ဒီဆေးလုံးကြီးသုံးလုံးလုံးနောက်လွယ်ထဲနေလေးလှမ်းလို့ဖန့်လောက်တော့မှကျမတငယ်ချင်းသွားစုဘာမလိုက်ရပါဘူးမောင်ညာအဲ့ကောင်ဟန်ကောင်းမှုအရေးကြီးတယ်ကွာဟန်ကိုကျမမင်းကဒီလွယ်အိတ်လွယ်လိုက်ခဲ့ဟိုကြရင်မင်းကိုငါကတပည့်လို့ခေါ်မမင်းကငါ့ကိုဆရာလို့ခေါ်လိုက်ပါဘူးမင်းဘာတတ်လို့လဲမင်းကခက်တယ်မင်းငွေ900သုံးရမယ်ကွာမပြောင်းရင်တော့တပြားမှရမှာမဟုတ်ဘူးဒါပတိငါဟန်နဲ့ကုကဲတငယ်ချင်းလာပါကွာလိုက်ခဲ့မင်းဟိုကြငါဆရာခေါ်ကောင်းပါပြီမောင်ရအကင်သွားပါအမကြငါနောက်ကနေတဲ့လူပြေးဖို့လွယ်ပါလွယ်ကြီးလွယ်ပြီးလိုက်သွားဆရာလာလိုက်မတဲ့ပညာသည်နဲ့အပြိုင်ဆိုတော့ရွာထဲကလူတွေအကုန်လုံးတရားနာပိဋကခြံနေရောက်ကြကြည်ချင်ညာလွန်းလို့ပညာပြိုင်နေပွဲကိုဒီကဆရာကရောက်သွားတော်ဆရာလာပြီဆိုအပေါက်ကထွက်ကြဆရာလှုပ်တဲ့လူကတကားပေါက်ကရပြီးတော့ဝင်ပေါက်ထွက်ပေါက်တစ်ပေါက်ချင်းရှိတဲ့နေရာကနေပြီးတော့ဝင်ပေါက်ထွက်ပေါက်နေရာကကြည့်ပရိသတ်ကိုအကုန်လုံးသူရှောင်းလှည့်ပတ်ပြီးတော့စက်ကလေးလဲပြီးမျက်လုံးလေးနဲ့ဝှေ့ဝိုက်ပြီးအကုန်ကြည့်ပြီးတော့မှတော်ညာပါတယ်တော်ရဲ့ပါတယ်ဒီထဲမှာတော်သမီးပြောက်ရကိုကြသေးတာပေါ့ဗျာပါတယ်ဒီထဲမှာဒါနဲ့တရားနာပြိဿတပည့်ဆရာတငယ်ချင်းလုံလို့ကဆရာဆေးလုံးပေးရောပါဆရာ
ဆေးလုံး3လုံးနှလုံးထုတ်ပေးလိုက်ဘယ်ဘက်လက်ထဲ2လုံးကန်ညာဘက်လက်ထဲ1လုံးကန်တော့ဒီမှာကျွန်တော်ဆေးလုံးကြည့်သူများကဆေးကောင်းတော့တန်ကောင်းလက်သီးစုပ်လောက်ဆေးလုံးကန်လို့အံ့ဩကြမယ်ပေါ့ကျွန်တော်ဆေးလုံးတန်ပညာဆေးလုံးမမှတ်ပါနဲ့ဂါထာမန္တရားတွေစုပ်ပြီးအနှစ်အလလအရရကနေပြီးတော့စုခဲ့ရတဲ့ဆေးလုံးဘယ်ဟုတ်မလဲခုနကမှလုံးလာဟာငါကောင်းကျွန်တော်ဆေးလုံးနဲ့လာထုလိုက်ရင်အထုခံရတဲ့လူကအယောတခြားသားတခြားဖြစ်ရတော့ကျွန်တော်ပြိုင်တော့မတော့ကောင်းပါပြီဆရာကြီးထွက်မဆိုင်သူထွက်တယောက်ချင်းထွက်မဆိုင်သူထွက်တော့ကျွန်တော်ဆေးလုံးကလေထူလိုက်ရရင်အယိုးတခြားသားတခြားဖြစ်ရတချို့ဖွားကြီးတွေအဖိုးကြီးတွေများကုန်းနဲ့ကျက်သိမ်းထားတာနဲ့ထွက်ဘယာငါများထူလိုက်မှလားကွာအချို့ဖွားကြီးတွေကလည်းကြောက်မလဲတော့သူဟာကအယိုးတခြားကသားတခြားအဖွားကြီးတွေကလည်းလန့်ခေါ်လိုက်ကြတာဖះနဲ့သူကပြောထားတာကလည်းအတော်ရှင်းတယ်မဆိုင်သူထွက်လိုက်ကြတာပြိဿကြီးတကယ်ကလေးမလေးလှုပ်ထားတဲ့မိန်းမကဟောခြံတောင်းသမင်ဖာယာကြီးနဲ့တယောက်သေးကြံနေအဲ့ဒီကြတော့မှအကုန်လုံးနဲ့ထွက်သွားရောတော့တကားပိတ်ပိတ်လိုက်ပြီတကားဘယ်လက်ဖွဲ့နဲ့မှဖမ်းတာမဟုတ်ဘူးနော်ဒေချာနာထောင်ကြည့်ဦးဘယ်သေးတွေမှတိုက်ဖမ်းတာမဟုတ်ဘူးခြံပိတ်ဖမ်းတော့တကားပိတ်ခိုင်းပြီးတော့မှအဲ့ဒီမိန်းမနာသွားမိန်းမယုတ်နင့်ညီမဆိုရင်နင်ဒီလိုလုပ်မလားနင်သမီးသူများကဒီလိုလုပ်ရင်နင်ခံနိုင်မလားဘာမဟုတ်တဲ့ဘယုတ်ဒုက္ခအဝိစီကြောင့်မဲ့အောက်တန်းပညာနဲ့သူ့တစ်ဖက်သားကိုအဝတ်မကအစားမကမြင်လို့မဘလို့ဆက်ကောင်းကဲရုပ်မာတယ်မိန်းမငါကချမ်းဆိုတခါလေးရိုက်ချဟာပြင်မဲ့ထွက်သွားတဲ့လူကဘေးကနေကြည့်ကြဆရာပေါက်လေးကချောင်းကြည့်ကြဆေးလုံးဝါကြီးနဲ့ရိုက်တာဟဲ့လူကိုယ်တိုင်တွေ့လို့မှတဲ့ရိုက်နေတာဒါဆေးလုံးဝါလို့မလေးကြောက်ပါပြီဆရာရဲ့ဘာခုမှကြောက်ပါဘေးတော့တပ်ပြစ်မယ်နဲ့မလုပ်ပါနဲ့ဆရာရဲ့နေမလုပ်ထားတော့အစာကျွေးထားပါတယ်ဆရာရဲ့ချနေအစာဆရာရဲ့တဲ့နောက်ဘာမှဖြစ်စေရပါဘူးတဲ့အစာကချလို့မဖြစ်ပါချလို့ဖြစ်ရမှာတွန်းတော့ကတွန်းပြီးတော့ထုံးနေဒီလိုပြောတော့ဆရာရဲ့မထုတ်ပြရစီသေပေတော့ဒီမိန်းမငါဆေးလုံးမလုပ်ပါနဲ့ဆရာရဲ့မလုပ်ပါနဲ့မလုပ်သူကအယိုးတခြားသားတခြားဆိုတော့ကြောက်အဲ့ဒါနဲ့တရားနာပိဋကရေဆရာရဲ့နဲ့ရေတစ်ခွက်ပေးပါဆိုတော့ဒီချက်ရေမရှိဘူးဆရာရဲ့ဒီမဲ့ထွက်လာကျုပ်လက်ခွင့်တကားဖွင့်ထွက်တော့ကြံပိတ်ထွက်ပြေးမှလည်းသိုးပါသေးနောက်ဟိုဆရာရေလာတော့ဖွင့်ကြံပိတ်တကားပိတ်ဖမ်းရတဲ့ပညာတွေကိုအဲ့ဒီလိုနဲ့တရားနာပိဋကဟိုကရေကိုမိမ့်မကိုယ်တိုင်သူ့ပဇာနာကပ်ပြီးတော့မှန်းဆရာရဲ့တဲ့ဒီတိုက်လိုက်တာရေလည်းတိုက်လိုက်ရောဒီလောက်ရှိထက်ညက်လုံးလေးတွေကြာထက်ညက်လုံးလေးတွေလည်းကြာသွားကုန်မလားကုန်အောင်ထုံးကုန်ရလားငါလိန်လို့မရဘူးနော်ကြံနေသေးတယ်နော်ထုံးဒီမှာဆေးလုံးကငါပြောနေတယ်အမနာနာကငါကောင်းနေညာရဲတဲ့တလုံးကြံမှာတော့ထုံးအဲ့ဒီတလုံးအဲ့ဒီလိုအကုန်လုံးနဲ့ထုတ်လိုက်ရောကလေးမလေးသတိရဟောမမေသမီးဆရာမလေးဒီချိန်ထိလာပါပြီအမေမခေါ်ခဲ့ဘူးဆရာပေါင်းစုံလာပါကျုပ်သမီးလေးသတိရပြီမေတ
ကျောက်ဝိစားတွေကိုရှင်းလာကြည့်ရမေသွားယူမယ်ဒါတော့နေအောင်ခွင်းကြံပိတ်တကားရွေးကြီးတကူပြိတ္တာနောက်ဝိစားတွေယူလာဖွင့်ဝင်ပြန်ပိတ်ဝိစားလေးတွေဝစ်ကုန်းမလားနဲ့ကုန်းပါပြီဆရာကြီးဒေါ်သမီးနောက်အငွေ့သက်တောင်မပေါ်လာစေရဘူးပေါ်လာရင်ကျွန်တော်သာတတ်ခင်းဒီသုံးလုံးပိုင်ရှင်ဆရာကြီးကြွခဲ့ပါသာတတ်လိုက်ကျုပ်ကြားရကလာခဲ့ဟန်ကကောင်းဒီလိုနဲ့နောက်တော့ရေတစ်ခွက်ခွင်းကြံပိတ်ရေခတ်လာတော့မှသူကမန်းသစ္စာကြီးတိုက်အုံတစ်ခုပြီးတာဒီပြင်ဟာဘာမှမဟုတ်ခဲနဲ့ဘုန်းကြီးမမျက်လုံးပြူးလေးနဲ့ကြည့်ရွတ်ပြီးတော့ရော့ဒီသစ္စာကြီးသောက်ဆရာရင်တောက်တော့မတောက်ပြရစီနဲ့နောက်မလုပ်ပါဘူးဆရာရင်ဘာမတောက်ပါမှာမတောက်ဘူးလားငါဆေးလုံးနဲ့ထူမလုပ်ပါနဲ့ဆရာရင်တောက်ပါမယ်အဲ့ဒီတင်တရားနာပြိဿဟိုမိမရေတွေတောက်တော့ကျွန်တော်အရေးသူ့ဘိုက်ထဲရောက်သွားပြီကျွန်တော်ဘာမှမကြောက်ဘာမှမပူနဲ့ကျွန်တော်ဆေးရည်သူ့ဘိုက်ထဲကိုရောက်သွားတဲ့အချိန်ကစပြီးတော့သမီးများဒီလိုမကောင်းတဲ့စိတ်နဲ့ကြံမိခဲ့ရင်ကြံတဲ့အချိန်မှာသူ့ဘိုက်ကဓာတ်လန့်ထွက်ပြီးသေးပြီးသားအောင်ပြီတော့ကောင်းပြီးပြီနင်သွားနိုင်ငါမျက်နှာသေးချာကြည့်ထားမှတ်ထားဒီနီသုံးလုံးပိုင်ရှင်ဆရာကြီးဆိုတာငါမိမထွက်သွားမိမနောက်လှည့်ကြည့်ဒီတော့ဆေးလုံးနဲ့ချင်းပြေးတာမိမထမိတ်မနိုင်ဘူးကိုင်းပြီးလဲပြီးရောကလေးမလေးလည်းပျောက်သွားရောဆရာရဲ့တော့ပါမယ်ငွေ900ယူလာငွေ900ကတော့300ရဲပဲယူတယ်200ပြန်ပေးခဲ့တယ်တော့ငွေကုန်ကြေးကြများတယ်တဲ့နောက်ကိုကျွန်တော်ပြောတဲ့အတိုင်းကတော်ရဲတဲ့ကျွန်တော်သာတားလိုက်တာဒါနဲ့နောက်ပြန်သွားတော့တပည့်စိတ်ဒီသုံးလုံးထည့်ကောင်းပါပြီဆရာကြီးလမ်းရောက်တော့ငွေ300ရသွားတော့သူ့တငယ်ချင်းကလည်းသွားကြီးဖြီးလို့ဆရာရဲ့တဲ့ဆရာနဲ့ကျွန်တော်နဲ့အတူတူနေလာတာကြာပါပြီတဲ့ဒီဆရာဒီပညာတွေဘယ်တော့မှစီးဘူးထားတယ်ဟုတ်ဗျာမင်းကငါဆရာတွေဘာတွေလုပ်နေဗျာဆရာရဲ့တဲ့အထင်သေးမိတဲ့အပြစ်တွေကိုသိခါမှာဟောဗျာဒုက္ခပဲဒီကောင်းတယ်ဆရာရဲ့တဲ့မဒုက္ခပါနဲ့တဲ့ကျုပ်ကဒီလိုတတ်မှန်းမသိလို့ပါတဲ့ဒီဆင်းဒီလုံးသုံးလုံးကိုကျွန်တော်ဟိုကြဘယ်တစ်တာလဲထည့်သိမ်းရဟောဗျာဒုက္ခပါမင်းငါဟန်ကိုပြောရသားနဲ့မြေကြီးနဲ့ရွှွန့်နဲ့အဲ့ဒါအုံဒီခဲနဲ့လုံးလာလွှဲပြလိုက်ဟာဘာမှမဟုတ်ဘူးဟာဆရာရဲ့တဲ့မလုပ်ပါနဲ့တဲ့ဆရာနှစ်လာဘယ်နှစ်လာတော့မင်းရှင်းတယ်ငါလုံးလာတယ်အဲ့ဒီမှာတရားနာပြိဿနောက်သေချာပြောပြတယ်ဟန်ကိုအကြောင်းဒါကြောင့်ဟန်ကောင်းလို့ရှိရင်ထမင်းတလုတ်မငတ်ဘူးတို့ခစ်ကလည်းဟန်အင်မတန်ကောင်းတဲ့ခစ်တချို့များဟန်ကောင်းတာအိမ်စားစရာမရှိရင်နေပဲစီအပြင်ဘက်တွေ့လိုက်ရလို့ကတော့တထေးသမီးတထေးသားတို့ခစ်ဟန်အင်မတန်ကောင်းတရားပွဲကအပြန်မှာခမရတို့ဟန်ကောင်းကြရင်တော့အတန်ကောင်းကြရင်တော့တရားပွဲကပြန်လာတာပါလားဟဲ့လို့တရားဆောင်လေးတွေများပြောသွားမယ်ဆိုရင်ဘေးကသာဓုမခေါ်ဘူးလားပြိဿဒီလိုမဟုတ်ခန်းနဲ့ရုပ်ရှင်ကြောင်းတွေဇက်ကြောင်းတွေစီးပွားရေးကြောင်းတွေပြောသွားရင်တရားနာပြိဿလို့ခင်ဗျားတို့ကိုဘေးလူတွေကသတ်မှတ်နိုင်မှာမလားဒါကြောင့်ဟန်ကောင်းကောင်းလေးနဲ့ပြန်ညာလို့ကြုတ်တိုက်တွန်းပါတယ်ဗါတဲ့ပြောကြည့်သားမှခုနှစ်က3ခုမကောင်းတာတွေကိုမလုပ်ပါနဲ့ကျွတ်တော့ငယ်ငယ်တုန်းကတော့အဘိဓမ္မာဟောခဲ့တဲ့ဤဒီကသုတ်တန်ဒေသနာတော်များဖြစ်ချေသည်ဟိုမှတပါအလွန်တရာနဲ့ခက်ခဲသိမ်မွေးလှစွာသောအဘိဓမ္မာဒေသနာတော်များကိုဟောတော်မူလိုပြီးဖြစ်၍ကုသလာဓမ္မအကုသလာဓမ္မဟူ၍ဟောတော်မူပြီးကျွတ်တော့ကလည်းစာမသိဘူးသေးဘူးမူဒီလောက်ဟောလိုက်တာနာတဲ့လူကလည်းမူဒီလောက်နာသွားတယ်အိမ်ကြတော့လည်းမူဒီလောက်ပဲကြံတော့
ကုသလဓမ္မဆိုတာဘာမှမသိခဲ့ဘူးအကုသလဓမ္မဆိုတာဘာမှမသိခဲ့ဘူးဟောအခုတော့ကုသလဓမ္မဆိုတာပါဠိဟဲ့ငါညီများနှမများမှတ်သွားကြမြန်မာလိုပြောတော့ကုသိုလ်တရားလို့ခေါ်သည်ဘယ်လိုခေါ်တော့ဟဲ့အဲ့ဒီကုသိုလ်တရားကနားချင်းအောင်ထပ်ပြောမဟဲ့ကုသိုလ်တရားဆိုတာကောင်းတဲ့အလုပ်လားမကောင်းတဲ့အလုပ်လားလို့ဆိုတော့ကောင်းတဲ့အလုပ်လို့ခေါ်သည်ဘယ်လိုအလုပ်လဲကောင်းတဲ့အလုပ်ကိုနားရှင်းအောင်ထပ်ပြောမယ်အပြည့်မရှိတဲ့အလုပ်ဘယ်လိုအလုပ်တော့အပြည့်မရှိတဲ့အလုပ်ဒါဖြင့်ကုသလဓမ္မဆိုတာကုသိုလ်တရားနားရှင်းအောင်ပြောတော့ကောင်းတဲ့အလုပ်ရတဲ့ရှင်းအောင်ထပ်ပြောလိုက်တော့အပြည့်မရှိတဲ့အလုပ်ဟောဒါနားလည်သွားအဲ့ဒါကိုပါဠိလိုပြောလိုက်တော့ကုသလအနဝိဇ္ဇဒုက္ခဝိပါကလက္ခဏာဆိုတော့ဒါလူတိုင်းနားလည်ပါမလည်တော့ကုသလဓမ္မဆိုတဲ့ကုသိုလ်တရားကောင်းတဲ့အလုပ်အပြစ်မရှိတဲ့အလုပ်ကိုလုပ်ရင်အပြစ်မရှိတဲ့ကောင်းကျိုးကိုခံစားရမယ်ခုနပါဠိကတရားနာတဲ့အလုပ်ပြိဿကြီးကောင်းတဲ့အလုပ်လားမကောင်းတဲ့အလုပ်ဒါဖြင့်တရားဟောတဲ့တရားနာတဲ့ကောင်းတဲ့အလုပ်ကြီးကုသလဓမ္မကိုတိုင်းပြည်အုပ်ချုပ်တဲ့ပုဂ္ဂိုလ်များကစပြီးခွင့်ပြုထားလို့ခင်ဗျားတို့တို့စိတ်မချမ်းသာဘူးလားကောင်းတဲ့အလုပ်လုပ်တော့စိတ်ချမ်းသာတဲ့အကျိုးတရားတွေမခံစားရဘူးလားသဘောပေါက်သွားပြီဒါဖြင့်အကုသလဓမ္မဆိုတာပါဠိမြန်မာလိုပြန်တော့အကုသိုလ်တရားပါတယ်တော့အကုသိုလ်တရားဆိုတာကောင်းတဲ့အလုပ်လားမကောင်းတဲ့အလုပ်မကောင်းတဲ့အလုပ်ဆိုတာအပြစ်ရှိသလားမရှိဘူးလားအပြစ်ရှိတဲ့အလုပ်အဲ့ဒါပါဠိလိုပြောတော့အကုသလသာဝိဇ္ဇဒုက္ခဝိပါကလက္ခဏာဒါလူတိုင်းမသိအခုပြောလိုက်တော့နားရှင်းသွားပြီဟာအကုသလဓမ္မဆိုတာအကုသိုလ်တရားမကောင်းတဲ့အလုပ်အပြစ်ရှိတဲ့အလုပ်တရားနာလို့ကောင်းတဲ့အလုပ်လုပ်လို့အပြစ်မရှိတဲ့အကျိုးတရားခံစားရပေမဲ့လို့တရားပွဲကြီးကပြန်သွားတော့ gain တရားနာပရိသတ်ကြီးသူများဆွဲလာတဲ့ရွှေတဲ့ပစ္စည်းလေးသွားဖြုတ်လိုက်ဖြတ်လိုက်အဲ့ဒါကောင်းတဲ့အလုပ်လားမကောင်းတဲ့အလုပ်ဒီမှာကောင်းတဲ့အလုပ်လုပ်တော့ကဘယ်သူမှမစော်ကားပေမဲ့လို့သူများလည်းဘင်းကဆွဲကြိုးလေးသွားဖြုတ်လိုက်ဖြတ်လိုက်တော့မကောင်းတဲ့အကုသိုလ်တရားကြီးလုပ်တော့အဲ့ဒါအပြစ်ရှိသလားမရှိဘူးအပြစ်ရှိတော့အဲ့ဒီဆွဲကြိုးအပြုတ်ခံရတဲ့လူကဒီတိုင်းကြည့်နေမလားဒီမဲ့អော်မလားပရိသတ်ကြီးអော်တော့ဝိုင်းမဖမ်းဘူးလားဖမ်းတော့မမိဘူးလားမိတော့သူ့ကိုတရားနာပရိသတ်ကြီးဘယ်ဖို့ဂတ်တဲဖို့ဂတ်တဲဖို့တော့ဂတ်တဲကဖမ်းမချုပ်ဘူးလားဖမ်းချုပ်တော့ခိုးတဲ့လူအကုသလဓမ္မဆိုတဲ့အကုသိုလ်တရားမကောင်းတဲ့အလုပ်အပြစ်ရှိတဲ့အလုပ်လုပ်တော့ဂတ်တဲကဖမ်းချုပ်တဲ့ချိန်ခါမှာမင်းသူတော်ကောင်းလေးဆိုပြီးလို့ဖိတ်ချိုးတွေပါလေတိုက်ပါလူရလေးတစ်လိမ့်လောက်ပေးပါဘယ်နေရာထားလို့ဆိုတော့ဟိုတန်တိုင်ကြီးတွေနဲ့လေကျေးတာဘယ်နေရာထားဒါတန်တိုင်ကြီးတွေနဲ့လေအိမ်ကမိန်းမကငါယောက်ျားကတဲရောက်တဲ့လာပြီးတော့တန်တိုင်ကြီးကအားတော့ဘာမှမပူနဲ့နင်တို့ကကြောင်းအောင်လေဘာလဲမကောင်းတဲ့အလုပ်လုပ်တော့မရတဲ့ကွယ်သားတဲ့ကွယ်နဲ့အဲ့ဒါအကုသလဓမ္မအကုသိုလ်တရားမကောင်းတဲ့အလုပ်အပြစ်ရှိတဲ့အလုပ်ကိုလုပ်တော့အပြစ်နဲ့တကွမကောင်းကျိုးတွေခံစားပြီးငါထဲရောက်ရပါသည်သဘောပေါက်ရဲ့လားဒါတော့ဘုန်းကြီးတို့ကတော့ဒီလိုဟောနေရတဲ့ဘုန်းကြီးနားလည်အောင်ဟောရတော့လည်းပဲဝိပဿနာမှနာခြင်းပါတယ်အသင်မြင့်မြင့်မှဆိုရင်တော့ကျုပ်လေကားမှုကျုပ်ပေါ်ကနေပြီးကျုပ်ပြစ်ထားပြီးအထက်တက်တာကရင့်တဲ့ပုဂ္ဂိုလ်ကြီးလေကျုပ်တို့ကတော့ခန်းနုနုနဲ့လူရင်းနေနားလည်အောင်ဟောရကဲမနေ့ကဝိပဿနာလေးကိုပြန်ဆက်ကြစေအခုမကောင်းတာမလုပ်ပါနဲ့လည်းသိသွားပြီကောင်းတာလုပ်ပါလည်းသိသွားပြီစိတ်စင်ကြယ်အောင်ထားပါဆိုတဲ့ကပြိဿကြီးလောဘဒေါသမောဟမာနဒိဋ္ဌိတွေရှိရင်တရားဝဲလာနိုင်မှာမလာနိုင်တော့အခုတရားဝဲလာတဲ့အချိန်ခါမှာလောဘဒေါသမောဟတွေကင်းမနေဘူးလားပြိဿကင်းနေတော့ခင်ဗျားတို့စိတ်ကလေးမစင်ကြယ်ဘူးလားကဲစင်ကြယ်သွားသဖြင့်စင်ကြယ်နေတဲ့အချိန်ခါမှာမနေ့ကဝိပ္ပန္နတာကို12ပါးပွားပြီးဖြုတ်ကြည့်ကြဦးဆိုကြည့်နောက်ကလက်ချိုးပြီးတော့အနိစ္စဒုက္ခအနတ္တအတုပါဘယ်နှခုပြန်ပြောစမ်းပါမှတ်မိပါလားအနိစ္စမြန်မာလိုပြောတော့မမြဲဘူးဘုရားကမမြဲပါဘူးလို့ဟောတဲ့အနိစ္စကိုခင်ဗျားတို့ကျွတ်တို့ကမြဲပါတယ်လို့
အမှတ်မှားနေရင်ဘာဝိပ္ပန္နတာဖြစ်အမှတ်မှားရင်ပညာလေအမှတ်မှားတယ်ဆိုတာမနေ့ကပြောခဲ့ပြီလားအမှတ်မှားရင်ဘာဝိပ္ပန္နတာအတိမှားတော့စိတ်တဝိပ္ပန္နတာအယူမှားတော့ဖြည်းမှားသွားလေယုံရတာမဟုတ်ဘူးဘုရားကမမြဲဘူးဟောတာကိုမြဲတယ်လို့မှတ်ရင်သင်ညာမြဲတယ်လို့သိရင်စိတ်ဓာတ်မြဲတယ်လို့ယူရင်ဒိဋ္ဌိသင်ညာဝိပ္ပန္နတာစိတ်ဓာတ်ဝိပ္ပန္နတာဒိဋ္ဌိဝိပ္ပန္နတာအနိစ္စဘောမှာဘယ်နှချက်တော့ဘုရားကဆင်းရဲတယ်လို့ဒုက္ခမဟောဘူးလားပြိဿဘုရားတို့ကျွတ်တို့ကဆင်းရဲတယ်လို့မထင်မဲနဲ့သာဝနေရေချောင်းချောင်းလဲလဲဆိုရင်ချမ်းသာတယ်လို့မှတ်နေတဲ့သင်ညာဝိပ္ပန္နတာသိနေတဲ့စိတ်ဓာတ်ဝိပ္ပန္နတာယူနေတဲ့ဒိဋ္ဌိဝိပ္ပန္နတာဒုက္ခဘောမှာဝိပ္ပန္နတာဘယ်နှချက်တော့သုံးချက်တိုင်းတာဖြင့်ကောင်းပြီအနတ္တတဲ့ဘုရားကအစိုးမရဘူးတဲ့အနှစ်သာရရှားမရဘူးတဲ့အတ္တရကထပဲဖြစ်တယ်အဲ့ဒီအနတ္တကိုဘုရားကိုယ်တော်မြတ်ကအစိုးမရပါဘူးလို့ဟောနေထားတာကိုပင်လျင်ခင်ဗျားတို့ကျွတ်တို့ကဟဲ့ငါလောက်ဖြစ်တယ်ကွာအစိုးမရပါဘူးပြောရတာနဲ့ငါလောက်ဖြစ်တယ်ငါရှာရတယ်ငါဖန်ပြီးလွယ်တယ်မှတ်ဘူးလားအဲ့ဒီတိုင်းမှတ်တာပေါ့ပြိဿငါဆွဲနေအဲ့ဒီငါဆွဲပြီးတော့အစိုးရတယ်ဆိုတဲ့လူတွေအခုခင်ဗျားတို့ဟောဒီတရားပွဲတဲ့ကြုံမင်းမယ်မညောင်းပါနဲ့ပြောလို့ရပါခန္ဓာကိုယ်ကြီးနဲ့ငါကျွေးကလှပြီးမွေးကလှပြီးချိုးချင်းဖန်ခါနင့်ကိုလည်းအဝတ်သားတွေဆင်ကလှပြီးငွေရကြီးတရောင်တော့နဲ့သိပ်ခဲ့ပြီးနိုင်လွန်ချင်လောင်ကြီးနဲ့လို့သိပ်ခဲ့ပြီးနင့်ကိုလေငါအသက်သာရအလိုလိုက်ခဲ့ပြီးငါတရားနာတော့လေမညောင်းတမ်းပါနဲ့ပြောလို့ရပါခေါင်းမကိုက်ပါနဲ့ပြောလို့ရပါမနာသမ်းပါနဲ့ပြောလို့ရပါအဲ့ဒါအစိုးရလို့လားအစိုးမရလို့ဒီလိုအစိုးမရပါပဲလျက်နဲ့လောကကြီးမှာတချို့ကဟဲ့ငါလောက်ဖြစ်သကွာငါကြံခံနိုင်ရိုးလားကွာလို့အမှတ်မှားနေရင်သင်္ကြန်ဝိပ္ပန္နတာအသိမှားရင်စိတ်တဝိပ္ပန္နတာအယူမှားရင်ဒိဋ္ဌိဝိပ္ပန္နတာအနတ္တဘောမှာသုံးချက်ဘယ်နှချက်တော့သုံးခုပြီးသွားပြီအတုပမြန်မာလိုပြန်တော့ပါတယ်ရန်ကုန်မြို့ဘုဟုတုတဖြစ်တယ်ရန်ကုန်မြို့ကမာယုတ်ကဘုဟုတုတယူသွားရအောင်အတုပမြန်မာလိုပြန်တော့မသားမလေးနဲပါဟဲ့ဘုဟုတုတအများတို့ကမသာပြောလို့တော်သေးတော်တော်တရားသွားဟောအတုပဆိုတာဘာတုံးသေတာငါညီများနှမများဒါကြောင့်ငါကဘလုံးရှုပ်ထွေးကြော်ပြောတာဟဲ့နင်တို့နားမလဲတာမင်းတို့နားမလဲတာတွေကိုငါကပြောချင်လို့တချို့ကအတုပဆိုတာမသာတော့ပဲအောင်းမိတယ်ကွာအတုပဆိုတာသေတာတစ်ခုတော့ပဲအောင်းမိတယ်ဟဲ့အတုပဆိုတာပါဠိမြန်မာလိုပြောတော့မတင့်တယ်ဘူးတဲ့ဒါပြောတာဟဲ့အတုပမြန်မာလိုပြန်တော့ဗါတဲ့မတင့်တယ်ဘူးအဲ့ဒီအတုပမတင့်တယ်ပါဘူးလို့ဟောထားတာဒီခန္ဓာကိုယ်ကြီးခန္ဓာကိုရလာတဲ့ကဘုရားကတုပဟောသလားအတုပဟောသလားသေလို့အတုပဟောတာလားခန္ဓာရလို့အတုပဟောတာခန္ဓာကြီးရလာတဲ့ကအတုပဟောတာဒါသေလို့မသာဖြစ်မှအတုပဆိုတော့ခွာကြကုန်တာဗောဒီခန္ဓာကြီးရလာတဲ့ကဘုရားကိုယ်တော်မြတ်ကအတုပမတင့်တယ်ဘူးလို့ဟောသည်ခင်ဗျားတို့ကျွတ်တို့ကတင့်တယ်လို့မှတ်ပြီးပညာဝိပ္ပန္နတာသိပြီးစိတ်တဝိပ္ပန္နတာယူပြီးဒိဋ္ဌိဝိပ္ပန္နတာဟောအမှတ်မှားပြီးမှအယူမှားသူ့ဘလို့မထင်ဘူးလားပြိဿကြီးအမလေးအဝိစုပ်အင်ကြီးစုပ်သိုးစုပ်ခမိန်စုပ်လေးဝစ်တော့ဘယ်နေရာထိုင်လိုက်ကိစ္စမရှိပါဘူးတဲ့ငကူထဲမှာအစုပ်ပြမတင့်တယ်ပဲဘူးတဲ့အမိုက်ပုံနဲ့လည်းထိုင်လို့ရဘူးလားဟဲ့အစုပ်ပြလေးဝစ်ထားတော့မြေကြီးပေါ်လည်းထိုင်ထားလို့မရဘူးလားဟဲ့ဒါဖြင့်ကောင်းပြီအလူမင်္ဂလာဝဲဘုရားဝဲလိုက်ခံနေကြတယ်ဟောတစ်တာတဲ့ခေါက်ရိုးကျိုးနေတဲ့အောက်ဆုံးထည်လေးအောက်ဆုံးထည်ဆိုလို့တစ်တာတဲ့အများကြီးမှတ်နေအဖုံးအောက်ကနေလို့တစ်တာကအဖုံးနဲ့ကိုအဖုံးအောက်ကမှသူကအောက်ဆုံးလို့ပြောရတယ်အဲ့ဒီထည်လေးဝစ်
အဲ့ဒီထဲလေးဝိအမလေးမှန်ကြီးရှိကထောင်ကိုလုံးပေါ်မှန်ကြီးနဲ့နှခမ်းဒီလေးသိုးပေါ့မိမဆိုရင်ယောက်ျားလည်းသိုးကုန်ကြပါဘူးနှခမ်းဒီလေးသိုးလက်သေးစီလေးသိုးအာသနာခမ်းလေးလေးမှန်ကြီးရှိကထားလို့ခီးကြည့်လိုက်မဲ့ကြည့်လိုက်ရွဲကြည့်လိုက်စောင်းကြည့်လိုက်ငဲ့ကြည့်လိုက်တဏီကုံကြီးကြည့်ပြီးတော့ကိုင်းထွက်လာတော့လေသူဟာဘာတစ်ခုမှအပေါ်မပါဘူးဒါပေမဲ့လို့အဝိစုတ်ကလေးနဲ့ထိုင်နေရထိုင်ပေမဲ့လို့အဲ့ဒီအဝတ်ကောင်းအသားကောင်းလေးဝတ်ပြီးပြုပြင်လာတော့သူ့ကိုယ်သူတင့်နေတယ်သူ့ဘာလို့ထင်ပြီးတော့ပရိသတ်ကြီးမြေကြီးပေါ်ထိုင်သေးလားသူ့ဘာလို့မှတ်သွားပြီဖြာပေါ်တောင်တင်ပြူးလေးနဲ့မှတင်ပြူးပေါ်တောင်ကော်စောလေးနဲ့မှကော်စောပေါ်တောင်ဆေးရိပ်ပြာလေးဖိထိုင်ပြီးတော့ထိုင်ရာကထတင်ပါလေးလက်နဲ့ပုတ်အမလေးမတင့်တယ်ဘူးဖြစ်သွားမှသိုးလို့တဲ့ခန္ဓာရလာကြတဲ့ကအတုပဟောတာကိုသူ့ဘာထင်နေကြရင်ဖြင့်ဝိပ္ပန္နတအတုပမှာ၃ချက်ဝင်လိုက်ပြီ။အဲမေးရအောင်ပြိဿအနိစ္စဘောဝိပ္ပန္နတ၃ချက်ဒုက္ခဘော၃ချက်အနတ္တဘော၃ချက်အတုပဘော၃ချက်ဆိုတော့ဝိပ္ပန္နတဘယ်နှချက်ဖြစ်သွားလဲ။ဝိပ္ပန္နတဘယ်နှပါးဖြစ်သွားလဲ။အဲ့ဒီဝိပ္ပန္နတ12ပါးမကွာသမျှဘာလို့ဒုက္ခဝတ်တွင်းကမလွတ်ကင်းသေးဘူးမှတ်ခဲ့ပါလွတ်ပါမလားပြိဿကြီးဒါသာဝိပ္ပန္နတပြောနေတာကလက်တွေ့ဝိပ္ပန္နတလေးပြောရအောင်နည်းနည်းနားထောင်ပြိဿကြီးဇက်ပွဲတွေကြည့်ဘူးလားဘုန်းကြီးတော့နည်းနည်းစိတ်ချမ်းသာတယ်စိတ်ချမ်းသာရောဒီနေ့ပွဲကြည့်တဲ့လူကအတော်နည်းနေတို့ပြိဿကတရားပွဲလောက်ကလာတာပွဲမကြည့်ကြဘူးရှာပဲကိုစိတ်ချမ်းသာတာပေါ့ပျော်ဝဲရှင်ဝဲလျှော့ကြတဲ့မြို့ကိုဘဝင်မြင့်ပြီးထားအမြန်ခုံးနေတာမသိပါဘူးကြည့်ဘူးလားတောင်မဖြေလို့ပြောနေတယ်ပိဿကြီးဇက်ပွဲတွေကြည့်ဘူးသလားဒလန်ထဗျာတစ်ချက်မြော့သွားပွဲကြည့်ဘူးတော့ဟဲ့ရှေးဦးပထမဇက်ပွဲဘာထွက်တယ်အပြိုတော့နတ်ကတော့ထွက်ချင်ရထွက်အပြိုတော့ထွက်ပြီးတော့ဘာတော့ဟဲ့ဩပဒါမဲဂုံသိနာကိုဩပဒါပြီးတော့ဘာထွက်တော့ဟဲ့ပြဇဆိုတာသူတို့ဘာလောက်ကြတာပါလဲပြဇဆိုတာအမှန်တော့ပြဇပြတဲ့ဇာပြဇဆိုတာကရလားပြိဿမကဘူးရှိတဲ့ဝတ်စားလေးထင်လဲနဲ့ဝတ်ပြီးတော့အောက်ကကြည့်နေတဲ့လူတွေကိုတခါတည်းသူတို့ကထွက်ပြဒီဘက်ကထွက်လာလိုက်ဟိုဘက်ဝင်သွားလိုက်ဒါကြောင့်ဟိုဘက်ကထွက်လာလိုက်ဒီဘက်ဝင်သွားလိုက်သူတို့ပြောချင်ရတယ်ပြောထွက်လာလိုက်ကြီးဆိုထွက်လိုက်ထွီးဆိုဝင်သွားလိုက်ဒါအောက်ကလူချင်းမျက်တော့မခောက်ဖဲကြည့်ပြဿမင်းသားမင်းသမီးများကရလားပြိဿကပါမင်းသားကမင်းသမီးလက်ကလေးဆွဲပြီးဗာပြောလိုက်ဟေးသိရလားလည်းမပြောဘူးခင်ဗျားတို့ပြကြုတ်ပြောမှာဗာဖြစ်သေးမင်းသားကမင်းသမီးလက်ကလေးဆွဲတယ်အချစ်ဆိုတဲ့ပြဿနာများရဲ့ဒီကစတွေကနိဗ္ဗာန်မတောင်းနဲ့အာညောင်းမသေးဘူးသေပြီးဟိုဘက်ဘဝဆက်အောင်မှာဘဝမပြတ်ဘူးကြည့်ဟိုမှာအချစ်ဆိုတဲ့ပြဿနာများရဲ့ဆန်းကျေပါပြီတဲ့အမေးရိုက်တွေပိုင်းနဲ့ဆွဲလှဲ့တာဟိုဘက်ရောက်သွားပြီဒါပဲစတာလည်းမဟုတ်ဘူးဒါကြောင့်မင်းသမီးကအားကြမခံပြန်ပြောကိုတို့ယောက်ျားဖောက်ပြားတတ်တဲ့ယုံနိုင်ပါဘူးကွယ်ဟိုဘက်ရောက်သွားပြန်ကွယ်လှဲ့နေတာဒါလူချင်းကြည့်ပြီးအောက်ကဓာတ်ခိုက်နေမဲနေဟမဲလူတွေဘာတွေများထောင်းလို့ဖြစ်နေတဲ့အောက်ကဒီတော့ပြတ်သားပရိသတ်သူကအဲ့ဒီပြတ်သားပြီးတော့ဟောကဇရောက်လာပြီကဇရောက်လာတော့မင်းသားမင်းသမီးထွက်လာတော့လောဘနဲ့ဒေါသကအမလေးသူနိုင်ငံနိုင်အပြိုင်ချင်းမင်းသားမင်းသမီးလေးကြည့်နေတဲ့လောဘရှိကနေပြီးတော့လူတယောက်ကဝင်မတ်တိုက်ရတော့ဘေးကဒေါသဖြစ်မင်းသားကြည့်နေတာလောဘမင်းသမီးကြည့်နေတာလောဘရှိကခေါင်းကြီးဝင်ရလိုက်တော့ဟဲ့ကောင်မင်းရှိမရနိုင်ခေါင်းကွန်းစားသွားဒေါသလူတယောက်ကဒီလောဘဒေါသတွေရှိရလားဟဲ့အတူတူပုကထိုင်လို့မျက်စောင်းထိုးရဲ့
ပွဲလမ်းသဖြင့်ဒီလိုတရားပွဲလို့ဖြာတွေခင်းပေးရလားဟဲ့မလေးခင်းမပေးတဲ့ပြင်ဝယ်ရတယ်ဝယ်ရတယ်ဒါမျက်စောင်းတစ်ခဲခဲနဲ့ဒီဘက်ဟိုလူကသူ့ဖြာပေါ်လာပြီးဘူးလေးတင်မျက်စောင်းတစ်ခဲခဲဟိုဘက်တူဒေါသဒီတဲ့ဟိုလူကကိုဖြာအောက်ကိုခဏမထိုးဘူးဟိုဘေးဖြာအောက်သွားခဏထိုးဒီဘက်ကမရှိမနှက်ဖြစ်ကိုဖြာအောက်ကိုထိုးခုလူကြီးထိုင်မကောင်းဘူးဒေါသတွေမင်းသားမင်းကြည့်ကျင်တဲ့လောဘရှေ့ကကလေးမလေးတယောက်ကမမြင်ရလို့ဒူးလေးနှစ်ဖက်အောက်ထောက်ပေါင်ပေါ်လက်ဖနှောက်လေးနဲ့ထောက်ပြီးလေပင်လေးစန့်ပြီးခါဆန့်ကြည့်နောက်ကမိမမကြည့်လိုက်ဟဲ့ကောင်မဖျားနေရှိတာကြီးထားတာငါမမြင်ရဘူးမလေးလောဘတွေဒေါသတွေနဲ့တို့တရားပွဲတဲ့များဓာရီပါရလားပြိဿဒါကြောင့်တရားနာရတာစိတ်ချမ်းသာတယ်ဆိုပြီးလားနေကြတာပေါ့စိတ်ဆင်းရဲတဲ့လောဘဒေါသတွေဝင်ခိုးအောင်နေမဲ့နေရာဆိုရင်ရောက်လာပါမလားပြိဿကြီးဒါကြောင့်တရားနာပြိဿကြီးအဲ့ဒါလို့နှစ်ပါးစွာကြည့်ပြီးတော့မျက်တောင်မခတ်တချို့များမေးစီပြုတ်ကြပါဇာထဲချင်းဝင်မှမကြောက်ဘူးမေးစီပြုတ်ကြတယ်ဆိုပါဇာကြီးဟာဘေးကစင်ပြိုလိုက်မှလှဲပြိုလိုက်မှဟောတော့ဆိုပြန်သိတယ်မိုးလင်းကနီးလာပြီဟိုကနှစ်ပါးသွားပြီးလို့ဇတ်ထုတ်ကပြီမင်းသမီးကားလေးရှိထုံးလို့ပေါ်ပါလေးလွှမ်းလို့မင်းသမီးသေးတာတဲ့မင်းသမီးဘာပြုတာသေးတာတဲ့မင်းသမီးသေးတာတဲ့ပြိဿအဲ့ဒါပွဲကင်းတဲ့တယောက်ထဲရှောက်မေးကြည့်မင်းသမီးအဟုတ်သေးတာလားလို့မေးကြည့်ဘယ်ဟုတ်သေးမှာတော့နဲ့အဟုတ်သေးသူ့နောက်ပွဲဘယ်ကနိုင်မှာတော့သူ့အောင်လို့ရတာပေါ်တယ်မြင်းမသားတဲ့ဟိုမှာဖိုက်ကလေးဖောင်းလာအသက်ရှိနေတာမဖောက်သေးဘူးနော်နောက်မင်းသားကကားလေးကြားတဲ့ကကလေးလေးချီပြီးဆံမင်းဖားရချထွက်လာသားရဲ့လူလေးရဲ့မင်းကိုလှကြည့်လားသားရဲ့မေးကြည့်မင်းသားလက်ထဲကအဟုတ်ကလေးလားလို့ဟိုတဲ့အယုတ်ပါတဲ့သူအောင်လို့ရတာပေါ်ဖောက်သေးဘူးသိသေးတယ်နောက်ကလေးကငိုတယ်ငိုပြီးကလေးကမင်းသားလက်ထဲကကလေးကငိုတာလားမေးကြည့်ဟိုတဲ့အယုတ်ပဲငိုနိုင်မှာတုံးတဲ့ကားလေးနောက်ကဘယ်ကလေးဘိုက်တော့ဆွဲစိတ်မှမသိပဲနေဖောက်သေးဘူးဟဲ့သိသေးနောက်မင်းသားမင်းသမီးနာကတ်လာကောင်းရင်ပြေးလိုက်ခြေရင်ပြေးလိုက်ဆိုကြလက်ဖြားလေးစမ်းကြည့်လိုက်ကလေးရတဲ့နဲ့ငိုတော့သားရဲ့လူလေးရဲ့မေ့မရှိရင်မင်းတလောက်ငိုမှမဟုတ်ပါဘူးအိုးမစိန်ပါကြီးရဲ့သမလေးမင်းထားမကြည့်တော့ဘူးလားအောက်ကဒူးတွေပါထောက်ကုန်ခုနအမှန်ပြီးမျက်စိလဲပြီးဖောက်သွားပြီးဝိပ္ပန္နသားကဒူးတွေပါထောက်လာဟုတ်မျက်စိလဲသွားပြီးမြစ်ပေါက်လို့ရတာမျက်စိလဲသွားတဲ့အချိန်ကြတော့ကမှစမပြောတယ်လက်ပေါ်ဖေးကပွေရကနေအမေပုံစံကဝါနှငုံငါနှစ်ဖြားဆုံးယုံမထွက်တော့ကြောင့်အိုးလူကလေးမောင်ရဲ့ငိုချက်မောင်ကဲကောက်မှုတော့အောက်ကဦးတောင်းကောင်းပါလေးတွေဆိုင်းတော့လားမျက်ရည်သုံးကုန်လားဒီထဲတချို့ကနှစ်ပါးသွားမမှီလိုက်တော့မဖြစ်ဘူးတဲ့ငါနောက်ရက်ကျပန်းမကြီးနာကြည့်လားပန်းမကြီးထူရင်နိုးအောင်ပေါ့လေတော့မှမနိုးမိုးချိုးပြစ်တာတောင်မပြီးပန်းမထိုးဖောက်လဲသူမနိုးဘူးဒါကြောင့်စောက်တီးစောက်ထိုးနဲ့တချို့မိန်းမကတော့မင်းသားဘက်လောက်အော်ပါဟိုအကျက်ရှိတယ်ပြိကလင်းအောင်ကြည့်မှောင်လေးတဲ့ပြန်အကျက်မရှိတဲ့မိန်းမကပတ်စာကွာဖြာလေးဒီထဲသူ့ပါလာတဲ့ဖြာကတပိုင်းစုပ်ဖြာကြီးမရမကလိတ်ရိတ်တဲ့ဟိုလူချိတ်ခွဲဒီလူချိတ်ခွဲနဲ့လဲနေတာပဲတခါလေဒီထဲအရက်ထဲရောက်တော့သူ့ဘသူမှဘာပြောပဲနဲ့ထမိန်မပြီးဇောက်တိဇောက်ထိုးနဲ့ငေါ့သွားတယ်ဟဲ့ကော့ဖတ်ကိုလင်းအောင်ကြီးဘာဖြစ်ငေါ့လာတာလေအောက်ပြန်လာဝိပ္ပန္နသလက်တွေ့ဝိပ္ပန္နသတွေပြောနေဒီထဲငံပြရဲ့ချက်ပါတယ်သားတွေတဆုပ်ကြီးခတ်မောင်မင်းကြီးသားများကငံရမလားလို့ရိုက်ခွဲပြီအမေလှုပ်တဲ့လူကပြောတယ်သမီးတဲ့ပွဲကြည့်ထားပြီတဲ့ထမင်းစားပြီးမှအိတ်တော့ဟိုတော်ပြီးတဲ့ညနေကျမှတခါတည်းပေါင်းစားတယ်ပွဲကြည့်တဲ့ရဆံကုန်တော့သက်သာတာတစ်ထပ်စားတာကိုဥပုသ်ဆောင်လို့တော့မဟုတ်ဘူးဟဲ့တောက်လျှောက်ထိုးအိတ်ဒါကြောင့်တရားနာပိဋကကြီးခမည်းတော်ကိုကြုတ်ဒီကနေ့
ဝိပ္ပန္နာသ32ပါးကိုဒီကနေ့နားလည်တဲ့စကားလုံးနဲ့ပြောရပါသဖြင့်ဝိပ္ပန္နာသ32ပါးပွားပုံလေးနဲ့သိသွားပါလားပြိဿ။အဲဆိုသားမှာအနိစ္စဒုက္ခအနတ္တအတုပါဘယ်နှခုတော့၄ခုအဲ့ဒီ၄ခုအနိစ္စပေါ်မှာစိတ်တဝိပ္ပန္နာသပညာဝိပ္ပန္နာသဒိဋ္ဌိဝိပ္ပန္နာသဘယ်နှချက်တော့ဒုက္ခပေါ်မှာရောဘယ်နှချက်တော့အနတ္တပေါ်မှာရောအတုပပေါ်မှာရောမသားပေါ်မှာရောနားလေအောင်ပြန်ပြောရသုံးလေးလီဘယ်လောက်တုံးဟိဝိပ္ပန္နာသ32ပါးသဘောပေါက်သွားပါလားကလက်တွေ့ဝိပ္ပန္နာသလည်းပြောလို့သိပြီဗလားသိပြီရင်ဖြင့်ဒီကနေ့ကစပြီးဝိပ္ပန္နာသတရားတွေကိုခွာရှောင်၍နိဗ္ဗာန်တောင်ကောင်းတစ်ဖက်နှမ်းသို့တက်လှမ်းနိုင်အောင်သိသမျှကလေးတွေနဲ့ကျင့်ကြံကြိုးကိုအားထုတ်ရနိုင်ကြပါစေကုန်သတည်းတရားမွေလျောဓမ္မမိတ်ဆွေများရှင်ဓမ္မကတိကအကျော်ဆရာတော်များရဲ့တရားတော်များဖြင့်ဗုဒ္ဓပူဇာဓမ္မပူဇာသံဃပူဇာတေးများနဲ့မိဘဆရာကတော်တေးများကိုနားဆင်ကြည်နူးလိုကြပါရဲ့မင်္ဂလာစိန်တေးသံတွေမှာကက်ဆက်ခွေး CD တက်ပြားများနဲ့ VCD တက်ပြားများကိုဝယ်ယူရရှိနိုင်ပါပြီရှင်ကြည်လင်ပိတညွတ်မြတ်တာအတန်ကုန်တရက်လေးထားတဲ့မင်္ဂလာစိန်အတန်ကူးလုပ်ငန်းနဲ့ရောင်းဆိုင်ဒီနေရာအမှတ်143 23လမ်းရန်ကုန်မြို့ဖုန်း254 239